ချမ်းသာတဲ့မိသားစုတွေကိုလက်ထပ်ဝင်ရောက်ခဲ့တဲ့မိန်းကလေးတစ်ယောက်ဟာမင်္ဂလာပွဲတော်မပြီးသေးခင်သူတို့သားတည်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတယ်။ဒါကြောင့်သူမကိုချက်ချင်းပဲမူဆိုးမတစ်ယောက်လိုတည်ဆုံးသွားတဲ့သူတို့သားရဲ့အလောင်းဘေးမှာထိုင်ခိုင်းလိုက်ကြတယ်။တည်ဆုံးသွားတဲ့ခင်မိုးရဲ့ချုံမောတဲ့မျက်နှာကိုမြင်လိုက်ရတော့သူမစိတ်ထဲမှာအနှဲငယ်စိတ်မကောင်းဖြစ်မိတယ်။ဒါပေမဲ့ဗိုက်စာလုံးပြီးပင်ပန်းလုံးနေတဲ့အတွက်တန်းတီးတစ်လုံးကိုကောက်ယူစားလိုက်တယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်လက်တစ်ဖက်ကသူမလက်ကိုဖမ်းဆုပ်လိုက်တယ်။အံ့ဩစရာကောင်းတာကအဲ့ဒီလူဟာတည်သွားပြီလို့ထင်ထားကြတဲ့သူမရဲ့ခင်မိုးပဲဖြစ်နေတယ်။လူတိုင်းကသူတည်သွားပြီလို့ထင်နေကြပေမဲ့တကယ်တော့သူအသက်ရှင်နေသေးတာပါ။ဆရာကမိန်းကလေးကိုတစ်ချက်ကြည့်လိုက်တာနဲ့သူမဟာရူမီသားစုရဲ့သမီးအစ်စ်မဟုတ်ပဲအစားထိုးပို့ထားတဲ့သူတို့သမီးဆိုတာသိသွားတယ်။ရူမီသားစုကဆရာတည်သွားပြီလို့သိလိုက်ရတဲ့အခါသူတို့ရဲ့သမီးအစ်စ်မူဆိုးမှမဖြစ်စေချင်လို့အိမ်ဖော်ရဲ့သမီးကိုသူတို့သမီးဖြစ်ပို့ခဲ့တာပဲ။ဒါပေမဲ့သူတို့မသိတာကဆရာဟာတည်ခြင်းအောင်ဆောင်နေခဲ့တာဖြစ်တယ်။ရက်အနှဲငယ်ကြာကတိုက်ခိုက်ခံခဲ့ရတဲ့အတွက်ရန်သူအစ်စ်ကိုရှာဖို့တည်ဆုံးသွားတယ်လို့ဟန်ဆောင်ခဲ့တာပါ။အစားထိုးသူတို့သမီးလေးရဲ့ရိုးသားမှုနဲ့အပြစ်ကင်းစင်မှုကိုမြင်လိုက်ရတော့သူမကိုစနောက်ချင်စိတ်ဖြစ်လာတယ်။ဒါကြောင့်သူမကိုခေါင်းတလားထဲဆွဲသွင်းပြီးပုံနေလိုက်တယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကမိန်းကလေးကလုံးဝမကြောက်ခဲ့ဘူး။အဲ့ဒီအစားသူ့ဘေးမှာငြိမ်ငြိမ်လေးအိပ်ပျော်သွားခဲ့တယ်။ဒီမြင်ကွင်းကြောင့်စီယိုရဲ့နှလုံးသားတော်နူးညံ့သွားခဲ့တယ်။အဲ့ဒီအချိန်မှာလက်ထောက်ရောက်လာတယ်။တထေးကိုရွာသူလေးတစ်ယောက်နဲ့လက်ထပ်ပေးလိုက်တယ်ဆိုတာသိလိုက်ရတော့ဒေါသထွက်လွန်လို့မိသားစုတစ်ခုလုံးကိုဖျက်ဆီးပစ်ဖို့တောင်စဉ်းစားလိုက်တယ်။ဒါပေမဲ့ကျောကတားလိုက်တယ်။လိန်ညာမှုတွေတစ္ဆာဖောက်မှုတွေကြားမှာဘဝတစ်လျှောက်နေထိုင်ခဲ့ရတဲ့သူအတွက်ဒီမိန်းကလေးရဲ့ရိုးသားမှုကိုချစ်မိသွားခဲ့ပြီးမိန်းကလေးနိုးလာတဲ့အခါဇောက်ကသူမကိုပွေ့ချီထားတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့သူမကဘာမှမပြောပဲမုတ်စားချင်တယ်လို့ပဲပြောလိုက်တယ်။ဒီစကားကြားတော့ဆူတောင်အံ့ဩသွားတယ်။သူ့ဘဝမှာမုံလေးပဲလိုချင်တဲ့မိန်းကလေးမျိုးမတွေ့ဘူးခဲ့ဘူး။ဒါကြောင့်လက်ထောက်ကိုကိတ်မုံနှစ်ခုယူလာခိုင်းလိုက်တယ်။ကိတ်မုံစားရတဲ့အခါမိန်းကလေးကကဘာကြီးတစ်ခုလုံးရသွားတယ်လို့ပျော်ရွှင်နေခဲ့တယ်။ဆူမသိသေးတာကဒီမိန်းကလေးဟာရူမီသားစုရဲ့သမီးအစ်စ်ဖြစ်နေပြီးမင်းသမီးလိုဆက်ဆံခံနေရသူကတော့သမီးအတူဖြစ်နေခဲ့တာပါ။နှစ်ပေါင်းများစွာအရင်ကအိမ်ဖော်ကဆေးရုံမှာကလေးလဲသွားတယ်လို့လိန်ပြောပြီးသူမရဲ့သမီးကိုချမ်းသာတဲ့မိသားစုတွေပို့ခဲ့တယ်။ရူမီသားစုကပြဿနာမဖြစ်ချင်လို့သမီးအစ်စ်ကိုအိမ်ဖော်နဲ့အတူပို့လိုက်ပြီးအိမ်ဖော်ရဲ့သမီးကိုတော့မင်းသမီးလိုမွေးမြူခဲ့ကြတယ်။ဆေးရုံနဲ့အခုရှိနေတဲ့သမီးအစ်စ်ကတော့ဘဝတစ်လျှောက်လုံးအစာငတ်အရိုက်ခံရပြီးအလုသမားတစ်ယောက်လိုနေထိုင်ခဲ့ရတယ်။တနေ့မှသမီးတူအတွက်မွေးနေ့ကိတ်ပြင်ထားတာကိုမြင်လိုက်ရတော့သူမစိတ်မကောင်းဖြစ်သွားတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနေ့ကသူမရဲ့မွေးနေ့လည်းဖြစ်နေလို့ပါ။ဒါပေမဲ့သူမအတွက်တော့ကိတ်တလုံးတောင်မရှိခဲ့ဘူး။သူမရဲ့ဘဝတစ်လျှောက်လုံးကိတ်မှုတစ်ခါမှမစားဘူးခဲ့ဘူး။ဒါကြောင့်ဇောက်ကသူမကိုကာကွယ်ပေးုံတာမကလက်ထက်ချင်းအထိတ်မှတ်ဖြစ်မိသားစုရဲ့အဖိုးတန်လက်စွပ်ကိုပါပေးလိုက်တယ်။သူမရဲ့လုံခြုံရေးအတွက်အမျိုးသမီးအုပ်ထိန်းသူတယောက်ကိုပါခန့်အပ်ပေးလိုက်တယ်။အရင်ကနေတိုင်းအစာငတ်ခဲ့ရတဲ့မိန်းကလေးဟာအခုတော့တော်ဝင်မနှက်စာတွေစားရပြီးမျက်လုံးတွေတောင်တောက်ပလာခဲ့တယ်။ဇောကအဖိုးတန်လက်ဝတ်ရတနာတွေနဲ့လှပတဲ့ဝတ်စုံတွေကိုလည်းပေးခဲ့တယ်။ဒါပေမဲ့ဇောကတီးချင်းအောင်ဆောင်နေစေဖြစ်တဲ့အတွက်သူမဟာအတူကနေရာကိုပြန်သွားပြီးဝင်းထဲချောင်းပြတ်တတ်ရအောင်မယ်။အဲ့ဒီကိုရောက်သွားတဲ့အခါဖခင်ကပါရိုက်လိုက်ပြီးအကူကလည်းအချိန်မီမရောက်လာလို့ဒေါသထွက်နေတယ်။ဇောကအိပ်ပြီးအနားယူပါလို့အိမ်မက်ထဲမှာပြောခဲ့တယ်။လို့ပြန်ပြောလိုက်တော့အကူကရေမောလိုက်တယ်။အဲ့ဒီအချိန်မှာသမီးတူကသူမရဲ့လေဘေးမှာရှိတဲ့အဖိုးတန်လဲဆွဲကိုမြင်လိုက်တယ်။အဲ့ဒီလဲဆွဲကငွေရှိုံနဲ့တောင်ဝယ်လို့မရတဲ့အရာမျိုးဖြစ်တယ်။ဒါကြောင့်သမီးအတူရဲ့မျက်လုံးတွေတောက်ပလာပြီးလဲဆွဲကိုလူယူဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့မိန်းကလေးကပြက်ပြက်တသားညှင်းဆိုလိုက်တယ်။ဒီနောက်ဘာတွေဆက်ဖြစ်လာမလဲ။